အားလုံးပဲမင်္ဂလာပါခုဆုံးတဲ့ပုံကတော့100 က exercise ရဲ့ figure 4 ပုံမှာ C under D under 58 under ဒီကောင်လေးဆွဲလိုက်တာပါနောက်တစ်ခါ under 15.ခုဆွဲပါမယ်15.ခု underနောက်တစ်ခါ3ဆိုတာလေးဆွဲပါမယ် under 3 under array ပေါ်ပါမယ် AR under ပို့လာဆိုတော့ under 15ဒီမှာပါ6ခု under ပေါ့နော်ဒါဆိုရင်ဒီကောင်ရပါပြီနော်အဲဆိုသူ့ကိုကျွန်တော်တို့ကအောက်ကို distance center to center distance ကြည့်လိုက်တော့68ပါနော်အဲ့ဒါသူ့ကိုပေါ်ပြီးကူးလိုက်ပါ CO under အဲ့ဒီနေရာနဲ့ကအဖြောင်းတိုင်း distance ပေးထားတဲ့အတွက်ကြောင့်မို့ကျတဲ့နေရာနဲ့က auto ဖွင့်တာအကွာဝေး68 under ပြီးတော့ under ပါနော်ဒါဆိုဒီကောင်ရလာပါပြီအဲ့ဆိုဒီ circle လေးနှစ်ခုကိုဆွဲပါမယ်အဲ့ဆိုတော့ C under ဘယ်လောက်လဲဆိုတော့သူက8ပေါ့နော်8 under ပြီးတော့ကျတော့ under ဒီမှာပဲထပ်ဆွဲလိုက်မယ်သူက diameter 22ဆိုတော့11 under ပေါ့နော်ဒါဆိုဒီကောင် move မယ် under to center distance အဖြောင်းအတန်းပေးထားတဲ့အတွက်ကြိုက်တဲ့နေရာနဲ့ကိုင်နေ distance က80 under ပြီးတော့ကျတော့ O under ဒီမှာသူတို့နှစ်ခုက4กว่าတယ်လို့ပြောတယ်အဲဆို offset 4နဲ့ပေါင်းမယ်ပေါ့နော် under နောက်ကဒီကောင်ကျတော့ radius ဘယ်လောက်လဲဆိုတော့ C under သူရဲ့ diameter 38ပေးထားတာပေါ့နော် C under center point ဒီမှာ diameter 38 under ဒါဆိုရင်ဒီကောင်ရလာဟုတ်ပြီအဲ့ဒါဆိုတော့သူ့ကိုနေရာချတဲ့အခါမှာသူတို့ center နှစ်ခုကြားက mid point ကဒီ center နှစ်ခုကြား mid point ကဒီ center နှစ်ခုကြား mid point မှာချမှာနော်ဒါဆိုသူ့ကိုရွှေ့မယ် and under ကြိုက်တဲ့နေရာနဲ့ခြင်လို့မရတော့ဘာလို့လဲဆိုဘယ်ကောင်မှာကြာမှာဆိုတာရှိတယ်ဘယ်နာနဲ့ခြင်မလဲဆိုတော့ shift right left mid between two point ဒီ center နဲ့ဒီ center ကြားနဲ့ခြင်သွားပြီးတော့ချမဲ့နေရာကလည်း shift right left mid between two point ဒီ quadrant နဲ့ဒီ quadrant ကြားချပေးလိုက်တယ်ဆိုရင်ဒါသူ့အတိုင်းလေးရအောင်အဲဆိုရင် F under R under DR under ဒီကပေါင်းလေးဖေးလက်ချုံမှာပါပြီးတော့ under R under ဒီခါတော့50 under ဒီကောင်လေးပါရလာပြီဆိုရင်သူတို့နှစ်ခု select မှတ်ပြီးတော့ MI under ပြီးကြတော့ဒီ center နဲ့ auto ဖွင့်ထားလက်ပြီးတော့ under ပြီးတော့ DR under ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံလေးကိုရပါ